လေးမလေးတယောက်ကသူ့အမေကိုပေါက်စီလေးခွန်ကျွေးနေတယ်ဗျဒါပေမဲ့ပြဿနာကသူ့အမေကအသက်မရှိတော့ဘူးတင်နေတာ2ရက်တောင်ရှိနေပြီဒါကိုကလေးမလေးကမသိရှာပဲအမေအိတ်နေတယ်ဆိုပြီးထင်နေတာဒီလိုနဲ့အလောင်းလာတဲ့သူတွေကိုကလေးမလေးကအသေးလဲကိုငိုယိုပြီးတားတော့တာပဲဘေးကမိမကြီးတယောက်ကပါကလေးကိုတွန်းထုတ်ပြီးဆဲဆုံနေတဲ့အချိန်နောက်တစ်စက္ကန့်မှာပဲရုပ်ချောချောမင်းသားကြီးတစ်ပါးရောက်လာပါလေတော့မင်းသားကြီးကကလေးမလေးကိုချက်ချင်းပဲကောက်ကငင်ကပွေဖက်လိုက်တယ်ကလေးမလေးကမိဘမဲ့ဖြစ်သွားမှန်းသိတော့ဒီနေ့ကစပြီးမင်းကငါသမီးပဲဆိုပြီးမိုက်မိုက်မဲမဲကိုကြီးညာလိုက်တော့တာပဲကလေးမလေးကလည်းရိုးရိုးလေးပြသမီးကိုပေါက်စီကျွေးမှလာတဲ့မင်းသားကြီးကလည်းကြိုက်တဲ့လောက်စားလို့ရတယ်ဆိုပြီးအပိုင်သိမ်းသွားတော့တယ်အမေဖြစ်သူရဲ့တင်းချိုင်းမှာကလေးမလေးကသူ့အမေဘာလို့ကြောက်တိုင်ကြီးဖြစ်သွားလဲဆိုပြီးဦးချောင်းချောင်းလေးမေးနေတာတော်တော်လေးစိတ်မကောင်းဖြစ်စေရပဲဒီလိုနဲ့မင်းသားကြီးကသမီးလေးကိုအိမ်ခေါ်သွားပြီးဟင်းပွဲတွေအကြီးကြီးချွေးတော့တာပဲဒီအချိန်မှာမင်းသားကြီးရဲ့တပည့်ဖြစ်သူကအံ့ဩပြီးမျက်လုံးပြူးနေတယ်ဘာလို့လဲဆိုတော့တစ်သက်လုံးဓာတ်တစ်ချက်နဲ့နေလာတဲ့မင်းသားကြီးကအခုကျမှကလေးမလေးကိုငါးရိုးလေးတွေတေချာနှွှင်ကျွေးနေလို့လေသမီးလေးကလည်းအငမ်းမရစားလိုက်တာဘိုက်ကလေးတင်းလာပြီးအင်ကြီးပါပြဲထွက်သွားတဲ့အထိပဲအဲ့ဒီတော့မင်းသားကြီးကဘာလုပ်တယ်ထင်လဲတမျိုးလုံးကဆက်ချုပ်သမားတွေကိုခေါ်နန်းတော်ကရတဲ့မှန်ကြီးကိုပါတဲခိုင်းပြီးသမီးလေးအတွက်အလှဆင်ပေးတော့တာပဲနောက်နေ့ကျတော့ကလေးမလေးကမင်းသမီးလေးတစ်ပါးလို့လှသွားတယ်မှန်တဲ့ကသူ့ပုံသူကြည့်ပြီးဟဲမှန်ထဲမှာလည်းသမီးလိုပဲနောက်တစ်ယောက်ရှိတယ်ဆိုပြီးဦးချောင်းချောင်းလေးဖြစ်နေတာတော်တော်လေးချစ်စရာကောင်းတယ်နောက်တနေ့မနက်အိယာနိုးတော့အဖေဖြစ်သူကိုမတွေ့လို့ကလေးမလေးခင်ဗျာလန့်သွားတယ်အမေလိုပဲကြောက်တိုင်ကြီးဖြစ်သွားပြီးချင်းပြီးပြေးငိုတော့တာပဲအစီခံမလေးကအဖေဖြစ်သူအလုတ်သွားကြောင်းနဲ့ပေါက်စီတွေထားခဲ့ကြောင်းပြောပြမှပဲငြိမ်သွားတယ်ဒါပေမဲ့ပေါက်စီတွေကိုဖြည်းဖြည်းမစားဘူးဗျအမြန်စားနေတာဘာလို့လဲဆိုတော့အဖေပြန်လာရင်သူ့ကိုဖက်လိုက်မယ်ဆိုပြီးမျှော်နေလို့လေတကယ်လဲနောက်တစ်စက္ကန့်မှာပဲမင်းသားကြီးအိမ်ပြန်ရောက်လာရောဗျာကလေးမလေးကပါဆက်မှာပေါက်စီတွေပြေးပွားနေတဲ့ကြားကနေမင်းသားကြီးကိုပြေးဖက်လိုက်တာများမင်းသားကြီးရဲ့အင်ဂျီအကောင်စားကြီးမှလည်းပေါက်စီစီတွေပြေးကုန်ရောဒါပေမဲ့မင်းသားကြီးကစိတ်မဆိုးတဲ့အပြင်သူ့သမီးလေးကိုချစ်ချစ်ခင်ခင်နဲ့တင်းတင်းကြပ်ကြပ်ပြန်ဖက်ထားလိုက်လေရဲ့ဒီတစ်ခါတော့ကောင်မလေးကပေါက်စီ9လုံးတောင်အပိုင်ဆွဲလိုက်တယ်ဗျဒါပေမဲ့အရင်လိုဘိုက်ကွဲပြီးအင်ဂျီပြက်ထွက်မသွားတော့ဘူးပေါ့အဖေလုပ်တဲ့မင်းသားကြီးကလည်းဟက်ချလောင်တိုးတက်လာပြီပဲဆိုပြီးသဘောကျနေလေရဲ့ဒါပေမဲ့အေးစိမနေရပါဘူးဗျာနောက်တစ်စက္ကန့်မှာပဲအဆောင်တယောက်ပြရခက်ပြီးပြေးလာတယ်ဘရင်မကြီးငွေကြိုက်ခံရလို့အသက်အန္တရာယ်စိုးရိမ်ရပြီတဲ့လေအဲ့ဒါနဲ့မင်းသားကြီးလည်းလမ်းဖြတ်ပြီးနန်းတော်ကိုသွားဖို့လုပ်တော့ကောင်မလေးကပါလိုက်မယ်ဆိုပြီးကြီးကြတော့တာပဲသမီးလေးမှာပါမယ်ဒုက္ခမပေးပါဘူးဆိုပြီးဂတိတွေပေးနေတော့မင်းသားကြီးလည်းမြင်းပေါ်တင်ပြီးခေါ်သွားလိုက်တော့တယ်နန်းတော်ထဲရောက်တော့တမားတော်ကြီးကပါလက်မှန်ချနေပြီးဘာငွေကြိုက်မှန်းမသိတော့ဖြည့်ဆည်းပေးလို့မရဘူးဖြစ်နေတာကိုဒီအချိန်မှာကောင်မလေးကကတဲ့အောက်ကငွေကိုသွားတွေ့ပါလေရောအားလုံးကလန့်သွားပေမဲ့ကောင်မလေးကတော့အေးဆေးပဲငွေနဲ့တောင်စကားသွားပြောနေသေးတယ်နေ့ကိုငါအဖေနဲ့မတက်ခိုင်းဘူးအဲ့ဒီအစာဖြည့်ဆည်းပေးတဲ့ဖះရင်ငွေကလည်းလူစကားနားလဲတယ်ဗျသူခေါ်ထားတဲ့အရေးကုန်ကဖြည့်ဆည်းဖြစ်ကြောင်းတေချာကိုပြောပြလိုက်တယ်ဒီလိုနဲ့ကောင်မလေးပြောတဲ့ဖြည့်ဆည်းကိုတိုက်လိုက်တော့ဘရင်မကြီးချက်ချင်းတရိယာလာရောဗျမျက်လုံးပွင့်ပွင့်ချင်းကောင်မလေးကိုမြင်တော့သူတစ်သက်လုံးလိုချင်နေတဲ့မိမိန်ကလေးဆိုပြီးဝမ်းသာအားရကိုဖန်နှန်းတော့တာပဲသားတွေကအတုံးမကျဘူးကောင်လေးတွေကြီးပဲငွေပေးတယ်ဆိုပြီးမင်းသားကြီးကိုတော့အပြစ်တင်လိုက်သေးတာအဲ့ဒီနောက်ကောင်မလေးကဘရင်မကြီးကိုဘသူကငွေကိုပြစ်ထည့်သွားတာလဲဆိုတာတီတိုးလေးတိုင်ပြောလိုက်တယ်အစိမ်းရောင်အင်ဂျီနဲ့နန်းတာနန်းရနေတဲ့အစီခံမလေးတဲ့မင်းသားကြီးချက်ချင်းသဘောပေါက်သွားတယ်တကယ်တော့အဲ့ဒါကမိဖုရားတစ်ပါးရဲ့ရုံမာတဲ့အကြံစီတွေလေကိုမိဖုရားကလည်းသူ့အကြံကို3နှစ်အရွယ်ကလေးမလေးကဖျက်ဆီးလိုက်လို့ဆိုပြီးဒေါသတွေထွက်နေပြီးခဏနေတော့ဘရင်ကြီးရောက်လာပြန်ရောကောင်မလေးကိုမြင်မြင်ချင်းအတဲရသွားပြီးငါသမီးလုံးမလားမင်းသမီးလေးရထူပေးမယ်ပေါက်စီတွေလည်းအများကြီးကျွေးမယ်ဆိုပြီးညှို့ဆွဲတော့တာပဲဒါပေမဲ့ကောင်မလေးကလုံးဝကောင်းခါပြလိုက်တယ်သူ့ဖေကမှပေါက်စီဝေကျွေးတဲ့အပြင်ငါအယိုးပါညှွန်ကျွေးလို့ပိုကောင်းတယ်လေဘရင်ကြီးလည်းအငင်းခံလိုက်ရပေမဲ့သဘောကျသွားပြီးမင်းသမီးလေးရထူပေးတဲ့အပြင်နန်းတော်ကိုတစ်လနှစ်ခါလာလဲဖို့ပါအမိန့်ပေးလိုက်တယ်ကောင်မလေးကလည်းပြန်ကာနီးနောက်တစ်ခါလာရင်ပေါက်စီယူလာခဲ့မယ်နော်ဆိုပြီးနှုတ်ဆက်သွားသေးတာညရောက်တော့ကောင်မလေးကအဖေဖြစ်သူရဲ့ကတင်ပေါ်မှာအပိုင်ဝင်အိတ်နေလေရဲ့မင်းသားကြီးကဒီတစ်ခါပဲနော်လို့ပြောပေမဲ့ကောင်မလေးကတော့စိန်ကြနေပြီးဒါပေမဲ့ဇလန်းကဒီမှမဆုံးသေးဘူးဗျအပြင်မှာအစီခံမလေးတယောက်ကခိုးကြောင်ခိုးဝက်နဲ့နေရန်ကြားတဲ့တစ်ခုခုလာလုပ်နေတယ်ကိုမီဖျားကလည်းမှန်တဲ့ကသူ့ရုပ်ကိုကြည့်ပြီးမင်းသမီးလေးဆိုပေမဲ့မကြခင်တရားတော်မဲ့ကောင်မလေးပါဆိုပြီးကျင်းဝါနေပါတယ်ဗျာကောင်မလေးကငှက်ကလေးတွေကိုခေါ်ဖို့အတွက်ပလွေမှုန့်နေတာဗျဒါပေမဲ့ငှက်တွေကလမ်းပြီးပြန်ပြေးကုန်ရောကောင်မလေးကလည်းအမေကတော့ဒါမှမဟုတ်ရင်တငယ်ချင်းတွေရောက်လာမယ်ပြောတာပဲဆိုပြီးစိတ်ကောက်နေရှာတာအဲ့ဒီအချိန်မှာပဲနန်းတော်တွေကဘီတက်ကလထိုင်နဲ့မင်းသားတစ်ပါးကသွေးတွေအန်ပြီးအရန်ကိုအချင်းနေဆိုးနေတာဗျတကယ်တော့ဒါကမိဖုရားတစ်ပါးရဲ့ရုပ်မာတဲ့အကြံစီကြောင့်ပဲသူကမင်းသားကြီးလမ်းမလျှောက်နိုင်အောင်ဖြည့်ဆည်းမရှိတဲ့အစိတ်တွေကိုတရွရွချင်းခိုးကျွေးနေတာလေဒါပေမဲ့အပြင်မှာတော့အမှုကြီးတစ်ခုဖြစ်နေတယ်ဗျအမတ်ကြီးတယောက်ကဘရင်ကြီးရှိမှငိုယိုပြီးမင်းသားကြီးရဲ့သမီးကအပြင်မှာကျွန်တော်သားသမီးတွေကိုရိုက်နှက်လို့တေးလူမျိုးပါဖြစ်နေပါပြီဆိုပြီးလာတိုင်တော့တာပဲဘရင်ကြီးကလည်းငါမြင်မလေးက3နှစ်ပဲရှိသေးတာမင်းသားသမီးတွေက9နှစ်5နှစ်တွေလေဘလို့လုံးရိုက်နိုင်မှလဲဆိုပြီးပြန်ပြောတာပေါ့
အဲ့ဒီမှာရင်ကောင်မလေးကလည်းသမီးကိုသူတို့အရင်တွန်းလာပြီးတော့ခွေးကလေးအဖူကိုလည်းကန်နေဆိုပြီးကလေးပီပီတိုင်ပြောတာပေါ့အမကြီးကတက်တေပြပါဆိုပြီးစွညင်းနေတဲ့အချိန်မှာပဲအခုကြီးဖြစ်တဲ့အိမ်ရှိမင်းသားလေးကဝင်လာပြီးငားလိုက်တာကွာဘာဖြစ်လဲဆိုပြီးမိုက်မဲနဲ့တက်တေထွက်ပေးလိုက်ပါလေရောအရင်ကြီးလဲဒေါသထွက်ပြီးအမကြီးကိုကောင်မလေးကိုတောင်းပန်ခိုင်းတော့တာပေါ့အမကြီးကမချိပြုံးနဲ့တူတူလေးတောင်းပန်တော့ကောင်မလေးကအဖိုးကြီးတစ်ဆက်ပဲလှုပ်တာသမီးမကြားရဘူးဆိုပြီးထက်ဆလိုက်သေးတာအဲ့ဒါနဲ့အမကြီးလည်းမျက်နှာကြီးညင်ညမ်းပြီးတောင်းပန်ပါတယ်ဗျာဆိုပြီးအော်ကြီးဟစ်ကျဲနဲ့တောင်းပန်လိုက်ရရှာတယ်အဲ့ဒီအမကြီးရဲ့သမီးကတော့နာကြီးပြီးကောင်မလေးကိုကလဲစားချဖို့ကြံစီနေတော့တာပဲတစ်ဖက်မှာလည်းကောင်မလေးကသူ့ရဲ့ခွေးကလေးအဖူကိုမုံကျွေးပြီးမှုံစားပြီးရင်အဖေကိုတွားရှာရအောင်ဆိုပြီးခေါ်တာပေါ့အစီကံတွေအလုံးရှုံနေတဲ့အချိန်ကောင်မလေးကတတိုင်းအောက်ကအပေါက်လေးကနေခွေးကလေးနဲ့အတူအပြင်ကိုခိုးထွက်သွားပါလေရောဒါပေမဲ့လမ်းမှာဟိုလူဆိုးမလေးရဲ့အစီကံကခွေးကလေးအဖူကိုအကြောင်းမရှိအကြောင်းရှာပြီးစောင့်ကန်လိုက်တယ်ဗျာခွေးကလေးခမညာနာလို့အော်နေရရှာတာကောင်မလေးကငိုပြီးတော့အဖူကိုတောင်းပန်ပါလို့ပြောပေမဲ့ဟိုလူဆိုးမလေးကရောက်လာပြီးငါကဘသူလဲတီလာခွေးတကောင်ကိုတောင်းပန်ရမယ်ဟုတ်လားဆိုပြီးကောင်မလေးကိုမြေကြီးပေါ်တွန်းလဲပစ်လိုက်တယ်ကောင်မလေးလည်းဒေါသထွက်ပြီးပြန်ထလာတဲ့အချိန်မှာပဲဟိုဘက်ကလူတန်ကြီးတယောက်ကလက်သီးကြီးထောင်ပြီးကောင်မလေးကိုရိုက်ဖို့လုပ်တော့တာပဲကလေးမလေးကကြောက်နဲ့ခွေးကလေးကိုဖက်ပြီးအဖူမကြောက်နဲ့ငါကာကွယ်ပေးမယ်ဆိုပြီးငိုနေတဲ့အချိန်နောက်တစ်စက္ကန့်မှာပဲဝုန်းကနေအတန်ကြီးနဲ့တူဟိုလူတန်ကြီးလွှင့်ထွက်သွားပါလေရောဘာလို့လဲဆိုတော့ကောင်မလေးရဲ့အဖေစွားကြီးတဲ့မင်းသားကြီးရောက်လာလို့ပဲဗျာအဖေဖြစ်သူကိုမြင်တော့ကောင်မလေးကအဖေကြီးဆိုပြီးငိုယိုပြီးပြေးဖက်တော့တာပဲဟိုလူဆိုးမလေးကလည်းလက်ဖြတ်သွားပြီးဦးလေးဆိုပြီးလာနှုတ်ဆက်တာပေါ့ဒါပေမဲ့မင်းသားကြီးကတီတီငိမ့်ငိမ့်နဲ့ဘသူကမင်းဦးလေးလဲလာပြီးအမျိုးမဆက်နဲ့ဆိုပြီးအပြက်ဖြတ်လိုက်တယ်ပြီးတော့လှည့်ထွက်သွားရင်နဲ့ငါကမင်းတို့ကိုတွားခွင့်ပေးလို့လားဆိုပြီးအမိတ်ပေးလိုက်တဲ့အချိန်သူတပည့်ကဓာကြီးဆွဲပြီးရှေ့တိုးလာပါလေရောဒီတခါတော့မင်းသားကြီးကအော်တိုမုတ်ဝင်ပြီးဒေါသတွေထွက်နေပြီဗျငါသမီးကိုဘယ်ကောင်ကရိုက်မလို့လဲဆိုပြီးဟိန်းဟောက်လိုက်တာဟိုလူဆိုးမလေးခမလန့်ဖြတ်သွားပြီးသမီးမဟုတ်ပါဘူးဆိုပြီးချက်ချင်းညင်းတော့တာပဲဒါပေမဲ့ကောင်မလေးကအဖေကြီးကိုချက်ချင်းတိုင်နေဗျအဖေသူကအဖူကိုကန်ထားတဲ့အဲ့ဒီမှာတင်ခွေးကိုကန်တဲ့အစီခံမလေးကကြောက်လန့်တကြားနဲ့ပြေးဝစ်ပြီးခေါင်းနဲ့ကျမ်းပြင်ကိုစောင့်မှုပြီးအသက်ဘေးကချမ်းသာပေးဖို့တောင်းပန်တော့တာပဲဒါပေမဲ့ကျွန်တော်တို့မင်းသားကြီးကအေးဆက်ဆက်နဲ့ဗာမေးလဲတီလားနင်ဘယ်ဘက်ခြေထောက်နဲ့ကန်လိုက်တာလဲတဲ့အစီခံမလေးကြောက်ပြီးစကားမပြောနိုင်တဲ့အချိန်မှာစကားမပြောရင်ခြေထောက်နှစ်ဖက်စလုံးဖြတ်ပစ်လိုက်ဆိုပြီးသူ့တပည့်ချံဖုံးကိုအမိန်ပေးလိုက်ပါလေရောဟိုစီခံမလေးကသူ့တခင်မလေးရဲ့အင်ဂျီကိုဆွဲပြီးကဲပါဦးတခင်မလေးတို့လှုပ်ပေးတာပါလို့အော်ပေမဲ့ဟိုလူဆိုးမလေးကနေရှောက်မပြောနဲ့ငါခိုင်းတာမဟုတ်ဘူးဆိုပြီးချက်ချင်းခြေစုံကန်ရင်းတော့တာပဲနောက်တစ်စက္ကန့်မှာပဲချံဖုံးကဓားကိုဆွဲထုတ်ပြီးဝုန်းကနေဖြတ်ချလိုက်တာတွေးတွေပန်းထွက်သွားတော့တယ်ကောင်မလေးလန့်သွားမှဆိုလို့မင်းသားကြီးကသမီးလေးရဲ့မျက်လုံးကိုသူ့လက်ဝါးကြီးနဲ့ချက်ချင်းကွယ်ပေးလိုက်ရှာတယ်ဒါပေမဲ့ကောင်မလေးကရိုးရိုးလေးပြအဖေကြီးသူတို့အဖူကိုမတောင်းပန်ရသေးဘူးတဲ့မင်းသားကြီးကလည်းဟိုလူတန်ကြီးတွေကိုကြားတယ်မလားလို့မေးလိုက်တာနဲ့တတိုင်နဲ့ဟိုလူတွေလည်းဒူးထောက်ပြီးခွေးကလေးကိုတောင်းပန်ပါတယ်ကျွန်တော်တို့မျက်စိမရှိလို့ပါဆိုပြီးပါရိုက်ပြီးတောင်းပန်ရတော့တာပဲနောက်ဆုံးဟိုလူဆိုးမလေးအလက်ရောက်တော့သူကခေါင်းမမာနဲ့ငါကအမတ်ကြီးသမီးပဲခွေးကိုတောင်းပန်ရမယ်ဟုတ်လားဆိုပြီးអော်တဲ့အချိန်မင်းသားကြီးကအေးဆက်ဆက်နဲ့ချံဖုံးလို့ခေါ်လိုက်ရုံရှိသေးတယ်ဒါကသွေးတွေစီးကျလာတာမြင်ပြီးဟိုကောင်မလေးခမရလန့်ဖြတ်ပြီးတောင်းပန်ပါတယ်ဆိုပြီးကုန်းတောင်းပန်လိုက်ရရှာတယ်အဲ့ဒီနောက်မင်းသားကြီးကသမီးလေးကိုပွေ့ချပြီးသမီးမှတ်ထားသမီးကငါသမီးပဲဘသူကမှသမီးကိုလာနိုင်ချင်လို့မရဘူးအနိုင်ကျင့်ရင်ပြန်နိုင်ကျင့်ပြအဖေကြီးတယောက်လုံးရှိတယ်ဆိုပြီးအားပေးတာတော်တော်လေးမိုက်တယ်ဗျာဟိုဘက်မှာတော့ဟိုလူဆိုးမလေးကသူ့ရဲ့အတုံးမကျတဲ့လူယုံတွေကိုနင်တို့တွေကိုမွေးထားတာဘာအတွက်လဲဆိုပြီးရိုက်နှက်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့အိမ်ပြန်သွားလေရဲ့အိမ်ပြန်ရောက်တော့အစီကံမလေးဟန်စုကကောင်မလေးကိုပျောက်လို့ဆိုပြီးပြာရခတ်ပြီးလိုက်ရှာနေတာဗျဥယျာဉ်ထဲမှာခွေးကလေးနဲ့စော့နေတာတွေ့တော့မှတပြင်းချနိုင်တော့တယ်သမီးလေးဘလို့အပြင်ထွက်သွားတာလဲတကားဆောင်ကမတွေ့ဘူးပြောတယ်လို့မေးတော့မှကောင်မလေးကတတိုင်းကခွေးတိုးပေါက်လေးကိုလက်ညှိုးထိုးပြတော့တာပဲအစီကံတွေကအဲ့ဒီအပေါက်ကိုအုတ်ခဲတွေနဲ့ချက်ချင်းလာပိတ်ကြပေမဲ့ကောင်မလေးကတော့စိတ်ထဲမှာတော်သေးတာပေါ့တခြားအပေါက်တွေရှိသေးတာကိုဟန်စုကြီးကိုမပြောလိုက်မိလို့မဟုတ်ရင်အဖူလေးအပြင်ခိုးထွက်စော်လို့ရမှာမဟုတ်တော့ဘူးဆိုပြီးကလေးပီပီကျိတ်ဝမ်းတာနေတာတော်တော်ရေရတယ်အဲ့ဒီအချိန်မှာပဲဥယျာဉ်တဲကကြောက်ဆောင်ကြီးနောက်ကအတန်ကြားလို့ကောင်မလေးသွားချောင်းကြည့်တာပေါ့နောက်တစ်စက္ကန့်မှာပဲဟိုဘက်ကချောင်းကြည့်နေတဲ့အိမ်ရှိမင်းသားလေးနဲ့နှာခေါင်းချင်းလာတိုက်မိပါလေရောဗျာနှစ်ယောက်သားလန့်ပြီးမျက်လုံးပြူသွားကြတာတော်တော်ချစ်စရာကောင်းတယ်ကောင်မလေးကဟဲအိမ်ရှိမင်းသားကိုဘာလို့ဒီရောက်နေတာလဲလို့မေးတော့မင်းသားလေးကညီမလေးတန်းမင်းကိုမမိသေးတဲ့ပေါ်ဆိုပြီးဝမ်းတာအားရနဲ့လက်ကိုဆွဲပြီးလာကိုနဲ့အပြင်သွားစောရအောင်တဲ့ကောင်မလေးလည်းဟုတ်ကဲ့သွားမယ်ဆိုပြီးပျော်ပျော်ကြီးလက်ချင်းချိတ်ပြီးပြေးထွက်သွားကြပါလေရောကောင်မလေးနဲ့အိမ်ရှိမင်းသားလေးတို့အပြင်ထွက်စောကိုခိုးထွက်လာကြတာဗျဒါပေမဲ့ထွက်တဲ့အပေါက်ကခွေးတိုးပေါက်ကြီးဖြစ်နေလို့မင်းသားလေးခမညာလန့်သွားတာပေါ့ကောင်မလေးကလည်းဒီအပေါက်ကထွက်မှရမှာတကားမကြီးမှာအဆောင်တွေရှိလို့ထွက်မရဘူးဆိုပြီးအရင်ဆုံးတိုးထွက်သွားတော့တာပဲမင်းသားလေးလည်းနောက်ဆုံးတော့မတက်နိုင်ပဲခွေးတိုးပေါက်ကနေလိုက်ထွက်ခဲ့ရရှာတယ်
လမ်းပေါ်ရောက်တော့ကောင်မလေးဘက်ကဝုန်းကနေမြည်လာပါလေရောမင်းသားလေးကအကောင်းဆုံးစားတောက်ဆိုင်ခေါ်သွားမယ်ပြောပေမဲ့ကောင်မလေးကတော့ပေါက်စီပဲစားချင်တာဗျအဲ့ဒါနဲ့ပေါက်စီအရင်ဝယ်ဖို့သဘောတူလိုက်ကြတယ်ဒါကိုဟိုလူဆိုးမလေးကအနောက်ကနေချောင်းကြည့်ပြီးသူ့အကိုကြီးကိုအဲ့ဒီကောင်မလေးပဲငါ့ကိုအနိုင်ကျင့်တာဆိုပြီးလာတိုင်တော့တာပဲကောင်မလေးကပေါက်စီဆိုင်မှာပတ်စံအိတ်ထဲကငွေပြားတွေအများကြီးထုတ်ပေးပြီးဝယ်တဲ့အချိန်ဆိုင်ရှင်ကတော့လန့်သွားပြီးပတ်စံတွေအမြန်သိမ်းသူများမြင်ရင်မကောင်းဘူးဆိုပြီးတတိပေးရသေးတယ်ဒါပေမဲ့ပေါက်စီရပြီးတာနဲ့ဟိုလူဆိုးမလေးရဲ့အကူကရောက်လာပြီးကောင်မလေးလက်ထဲကပေါက်စီကိုပုတ်ချပစ်လိုက်တယ်ဗျာကောင်မလေးလည်းစိတ်တူပြီးနင်းတို့ကအဖုကိုအရင်နိုင်ကျင့်တာငါမတောင်းပန်ဘူးဆိုပြီးပြန်អော်တော့ပေါ့အဲ့ဒီအချိန်မှာအင်းရှိမင်းသားလေးကဝင်ပါလာပြီးငါကအင်းရှိမင်းသားပဲနင်တို့အဝေးကိုသွားဆန်းဆိုပြီးကောင်မလေးဘက်ကမမက်ရက်ပေးတယ်ပြီးတော့ကောင်မလေးကိုမကြောက်နဲ့ညီမလေးသူတို့ကိုနာအောင်ပြန်ရိုက်ပြဒါမှနောက်ခါအနိုင်မချင်းရဲမှာဆိုပြီးအားပြီးတော့တာပဲဟိုလူဆိုးမလေးကလည်းခေါင်းမာနဲ့ငါအဖေကအမကြီးယုံနေဟိုပဲနင်တို့ရိုက်ရဲလားဆိုပြီးလာစင်ခေါ်တာပေါ့အဲ့ဒီမှာတင်ကောင်မလေးကအေးရိုက်ရဲတာပေါ့ဆိုပြီးချက်ချင်းပဲအလဲထိုးပြစ်လိုက်ပါလေရောကိုကလေးတွေလည်းမြေကြီးပေါ်မှာလူးလိမ့်ပြီးမတိလို့ပါဗျာနောက်မလုပ်တော့ပါဘူးတောင်းပန်ပါတယ်ဆိုပြီးငိုယိုပြီးထွက်ပြေးသွားကြရတယ်အိမ်ပြန်ရောက်တော့ဟိုလူဆိုးမလေးကြောက်ကမကျေနပ်လို့ပကန့်တွေအကုန်ရိုက်ခွဲပြီးဆူရှောင်တဲ့နင့်ကိုမလုံးဝခွင့်မလုပ်ဘူးဆိုပြီးဒေါသအကြီးနဲ့ကျင်းဝနေတော့တာပေါ့ဒီလိုနဲ့တရက်မှာတော့အိမ်ရှိမင်းသားလေးကတန်းတန်းကိုငါမွေးထားတဲ့ဂျုံငက်လေးတွေကနင့်ကိုကာကွယ်ပေးပြီးလူဆိုးတွေကိုစောင့်ကြည့်ပေးလိမ့်မယ်ဆိုပြီးပြောပြတယ်တိုက်ဆိုင်ပဲတန်းတန်းတရားဥယျာဉ်ထဲမှာလမ်းလျှောက်နေတော့တန်ရာရပြီးပြုတ်ကျလာတဲ့ဂျုံငက်ကလေးတစ်ကောင်ကိုသွားတွေ့ပါလေရောကောင်မလေးကတနာလို့တေချာလေးပြုစုပေးတဲ့အချိန်နောက်တစ်စက္ကန့်မှာပဲဂျုံငက်ကလေးကလူစကားပြောပြီးတခင်မလေးသမီးချီတော့မှအရေးကြီးတဲ့စာပါတယ်လို့ပြောလိုက်တယ်ကြည့်လိုက်တော့ဝက်လုံးလေးထဲမှာဝက်ထားတဲ့စာတိုလေးတစ်ခုပြတန်းတန်းလည်းအဲ့ဒီစာကိုယူပြီးသူ့အဖေမင်းသားကြီးစီချက်ချင်းပြေးပေးတော့တာပေါ့မင်းသားကြီးဖွင့်ဖက်လိုက်တော့မိဖုရားကြီးကမြောက်ပိုင်းမှာတခုခုလှုပ်ဝက်ကြံစီနေပြီးတဲ့မင်းသားကြီးကတက်တေကိုဖျက်ဆီးဖို့စာကိုမိနိုင်လိုက်ပြီးသူ့တပည့်ချံဖုံးကိုလှုပ်ဝက်စုံစမ်းဖို့အမိန့်ပေးလိုက်တယ်တစ်ဖက်မှာလည်းရုပ်မာတဲ့မိဖုရားကြီးရဲ့အဆောင်မှာအစီကံမလေးကပြရခတ်ပြီးလာတိုင်တယ်စာပိုးတဲ့ဂျုံငက်ကနန်းတော်ဥယျာဉ်ထဲပြုတ်ကျပြီးမင်းသားကြီးသမီးစီရောက်သွားပြီလေမိဖုရားကြီးလည်းမိမိတို့ရဲ့လှုပ်ဝက်ချက်တွေပေါက်ကြားသွားပြီဆိုပြီးလန့်သွားပြီးလှောင်အိမ်ထဲကကြံတဲ့ငှက်တွေအကုန်ချက်ချင်းတက်ပြစ်တက်တေလုံးဝမကြံစေနဲ့ဆိုပြီးရဲဆက်ဆက်အမိန့်ပေးလိုက်တော့တာပေါ့နောက်ပိုင်းမှာတော့မင်းသားကြီးနဲ့သမီးလေးတန်းတန်းတို့မြင်းလဲနဲ့ခီးထွက်လာကြတယ်တန်းတန်းကသူ့ရဲ့ကြောင်ဖြူလေးကိုပွေပြီးစိန်ကြနေတော့အပြင်ကအဆောင်ခွေးကြီးကအန်ရယ်ကိုတီးလိုက်လို့ဝူဝဝနဲ့ထိုးဟောင်တော့တာပဲနောက်တစ်စက္ကန့်မှာပဲမျက်နှာဖုံးဆုပ်လူသက်သမားတွေဝုန်းကနေထွက်လာပြီးဓာတ်တွေနဲ့မြင်းလဲကိုပိတ်ဆို့လိုက်ကြတယ်ဒါပေမဲ့ကျွန်တော်တို့မင်းသားကြီးကတော့အေးဆေးပဲဗျာသမီးလေးကိုလိမ်ပါတယ်နားလေးပိတ်ပြီးတရားထိရေထားတော့ရေလို့ပြီးရင်အဖေပြန်လာခဲ့မယ်ဆိုပြီးတီငိမ့်ပဲအပြင်ထွက်သွားတယ်အပြင်မှာတော့မင်းသားကြီးကလူသက်သမားတွေကိုတယောက်တည်းနဲ့အပြက်ရှင်းနေတာဗျာကောင်မလေးခါများမြင်းလဲထဲမှာနားလေးပိတ်မျက်လုံးလေးမိတ်ပြီးကြောက်နဲ့ရင်းနေရှာတာအကုန်လုံးကိုရှင်းလင်းပြီးတဲ့နောက်တပည့်ဖြစ်သူချန်ဖုံးကတည်နေတဲ့လူသက်သမားရဲ့ရင်ဘတ်ထဲကနေတွေးပိနေတဲ့တစိမ့်ပြားတစ်ခုနှိုက်ယူလိုက်တယ်ကြည့်လိုက်တော့အရှင်မင်းကြီးဒါဝင်ကြီးချုပ်ကိုင်းကလူတွေပဲတဲ့မင်းသားကြီးမြင်းလဲတကားဖွင့်လိုက်တော့တန်းတန်းကအဖေကြီးတွေးမထွက်ဘူးမလားဆိုပြီးစိုးရင်ကြီးနဲ့ပြေးဖက်တော့တာပဲအဖေသမီးကြောက်လို့ဖြည်းဖြည်းချင်းရည်နေတာအဖေပြန်မလာမှစိုးလို့ဆိုပြီးငိုရှာတယ်မင်းသားကြီးကလည်းသမီးလေးအရန်တော်တယ်ဆိုပြီးရင်ခွင်ထဲထက်ကချောလိုက်ရတာပေါ့မောင်မဲနေတဲ့မြေအောက်လောင်အိမ်ထဲမှာအသက်ရှင်ကျန်တဲ့လူတစ်ယောက်ကိုစစ်မေးပေမဲ့မင်းသားကြီးကိုအရှင်ဒီကောင်ပါဇက်ကအရန်မာတဲ့အယိုးကလည်းမာတဲ့ဘာမှဝင်မခံဘူးလို့လာပြောတာပေါ့နောက်တနေ့မနေ့ကျတော့ကောင်မလေးတန်းတန်းကအိယာလုံးလိုချင်းမျက်လုံးလေးပုတ်ပြီးထလာတာပေါ့အပြင်ထွက်လာတော့ကြောက်စားပွဲပေါ်မှာထိုင်နေတဲ့ဟိုငှက်ဆိုးကြီးကိုတွားတွေ့တယ်ကောင်မလေးကမကြောက်တဲ့အပြင်ဟဲတငယ်ချင်းအစ်စ်လေးဆိုပြီးသူ့လက်ထဲကလက်မုပ်ကိုကျွေးလိုက်သေးတာငှက်ဆိုးကြီးလည်းကိတ်မုတ်စားပြီးတန်းတန်းရဲ့အချစ်တော်ဖြစ်သွားတာပေါ့ဒီအချိန်မှာဝင်ကြီးချုပ်ကြီးရဲ့အဆောင်မှာတော့လူယုံကလာတိုင်းလို့အကြီးကျယ်တောင်းကျမ်းနေပြီးမိမိတို့လွတ်လိုက်တဲ့လူသက်သမားဝန်ခံသွားပြီးတယ်လေမင်းသားကြီးရဲ့လက်ချက်ကအရန်ရက်ဆက်တော့သူတို့လူတွေမတောက်ခံနိုင်ကြဘူးကိုဝင်ကြီးချုပ်လည်းဒေါသထွက်ပြီးမိဖုရားဒေဖီကိုတွားပြောလိုက်လမ်းပိတ်နေတဲ့မင်းသားကြီးကိုအရင်ဆုံးဖယ်ရှားရမယ်ဆိုပြီးနောက်ထပ်အကြံရုပ်တွေကြံစီနေပြန်ရောတစ်ဖက်မှာလည်းဘီတက်ကလက်ထိုင်တဲ့မင်းသားလေးကအဆိုင်ကူတာပြီးတဲ့နောက်ခြေထောက်တွေပိုးလာလို့စိတ်ညစ်နေရှာတာအဲ့ဒီအချိန်မှာတန်းတန်းရဲ့အကြောင်ဖြူလေးကစစ်တစ်တာနာသွားပြီးရန်လို့တလို့ဟိမ့်နေပါလေရောတန်းတန်းကလည်းရိမ့်မိပြီးသူ့အဖေကိုပြေးတိုင်နေဗျာအဖေကြောင်လေးကပြောတယ်အဲ့ဒီစစ်တစ်တာအောက်မှာအနံ့ဆိုးတဲ့အရာရှိနေလို့သူမကြိုက်ဘူးတဲ့မင်းသားကြီးလည်းချက်ချင်းပဲတမားတော်ကြီးကိုစစ်ခိုင်းလိုက်တယ်တမားတော်ကြီးကစိတ်မုတ်ကိုမြည်ကြည့်ပြီးမျက်လုံးကြီးပြူးထွက်သွားတာပဲတကယ်တော့ဒါကခြေထောက်တွေကိုအပြီးတိုင်မတမ်းမစွမ်းဖြစ်စေမဲ့အယိုးချိုးစိတ်မုတ်ဆိုတဲ့တေးစေးနိုင်တဲ့အစိတ်ဖြစ်နေလို့လေအဲ့ဒီမှာတင်ဆေးလူပေးတဲ့တပည့်ကျော်လေးခမရကြောက်လန့်တကြားနဲ့ဒူးထောက်ငူယူပြီးကျွန်ုပ်ကိုတတ်ပါနဲ့ဒါမိဖုရားတီဗီခိုင်းတာပါအဝင်မင်းသားရဲ့ခြေထောက်ကောင်းသွားရင်စတုထမင်းသားရဲ့လမ်းကိုပိတ်မှဆိုလို့ပါဆိုပြီးအကုံဖော်ကောင်လှုပ်လိုက်ပါလေရောသူ့မိထွေးရဲ့ရက်ဆက်မှုကိုတီးလိုက်ရတဲ့မင်းသားလေးခမရအရန်ဝန်းနေပြီးမျက်ရည်တွေကျနေရှာတာတန်းတန်းလေးကမင်းသားလေးရဲ့ပါးကိုကန်ပြီးဦးဦးမူမူနဲ့နော်
ဦးချီတော့ကောင်းသွားရင်တမီးတွဲပေးမယ်ကိုတုံးကလည်းတမီးကိုဖားရုပ်ခေါက်နေတင်ပေးဘူးလာပဲဆိုပြီးသူ့ရဲ့အိတ်ထဲကတကြားလုံးလေးထုတ်ကျွေးပြီးချော့ချတယ်မင်းသားလေးလည်းငိုရင်းနဲ့ပြုံးသွားရရှာတာပေါ့ဟိုဘက်မှာတော့မိဖုရားဒေးဗစ်စီကိုသူ့အစိခံမလေးကပြပြတလဲပြေးလာတယ်ဗျာအရှင်မမအရေးကြီးပြီအဝံမင်းသားရဲ့ခြေထောက်ကိုအစိတ်ခတ်ထားတဲ့လှုပ်ဝက်ချက်ပေါက်ကြားသွားပြီးတမားတော်လီလည်းအဖမ်းခံလိုက်ရပြီးတဲ့မိဖုရားကြီးလည်းအယမ်းလန့်သွားပြီးဒါဆိုရင်တော့အဝံရဲ့ခြေထောက်ကိစ္စကိုဖုံးကွယ်ထားလို့မရတော့ဘူးအာကျုံးကိုလွတ်ပြီးဒီတခါတော့လူကိုယ်တိုင်တိုက်ရိုက်အပြက်ရှင်းခိုင်းလိုက်ဆိုပြီးအမိတ်ပေးတော့တာပေါ့ဒီလိုနဲ့လူသက်သမားကညမောင်မောင်မှာတတိုင်းတွေကိုကြော်ဖြတ်ပြီးနန်းတော်ရည်တွင်တွေကိုအစိမ့်မုံတွေခိုးထည့်နေတော့နောက်တစ်စက္ကန့်မှာပဲခွေးကလေးကရောက်လာပြီးသူ့ခြေထောက်ကိုအပိုင်ကိုက်ထားပါလေတော့လူသက်သမားကဓာတ်ထုတ်ပြီးခွေးကိုရှင်းဖို့လုပ်တဲ့အချိန်မင်းသားကြီးရဲ့တပည့်ချန်ဖုံးရောက်လာပြီးထက်လို့ရင်နောက်တံတားကလက်ဘင်းကိုဖြတ်မှဆိုပြီးပိတ်သားကအပိုင်ဖမ်းလိုက်တော့တယ်လူသက်သမားစီကအစိတ်ပလင်းကိုစစ်ဆေးပြီးတာနဲ့မင်းသားကြီးကနန်းတွင်းအဆောင်တွေကိုခေါ်ပြီးမိဖုရားရဲ့ယုံနှင်းဆောင်ကိုဥပဒေတိုင်းအဓိကဝင်ရှာစမ်းဆိုပြီးအမိန့်ပေးလိုက်တယ်ဒီလိုနဲ့မိဖုရားတီဗီတယောက်ကတင်ဘော်ကနေဆွဲချပြီးအဖမ်းခံရတဲ့အပြင်အစိတ်သက်တွေပါအကုန်မိရအဖမ်းခံလိုက်ရပါတော့တယ်မိဖုရားကြီးအချင်းထောင်ထဲရောက်သွားပေမဲ့ဇလန်းကပိုးရှုပ်လာတယ်ဗျဝင်ကြီးချုပ်အဖိုးကြီးကမိဖုရားကြီးကတော့သွားပြီဒါပေမဲ့စလုတ်ထမင်းသားလေးရှိသေးတယ်ငါတို့ကစားပွဲကမပြီးသေးဘူးဆိုပြီးကြံစီနေပြန်ရောတကယ်တော့သူကဘရင်ကြီးရဲ့ကျမ်းမာရေးမကောင်းတာကိုအခွင့်ကောင်းယူပြီးနန်းတွင်းသမားတော်တွေကိုအသုံးချဖို့နောက်ထပ်လှုပ်ဝက်ကွက်တစ်ခုရွှေ့နေတာပေါ့နောက်နေ့မနေ့ကျတော့သမီးလေးတန်းတန်းနိုးလာတဲ့အချိန်စာကလေးတစ်ကောင်ကပြတင်းပေါက်ကနေလာတိုင်နေပြတန်းတန်းလဲအဖေစီချက်ချင်းပြေးပြီးဖေးဟိုမုတ်စိတ်ဖြူအဖိုးကြီးကနန်းတွင်းသမားတော်တွေကိုခိုင်းပြီးမကောင်းတာတွေလုပ်ဖို့ကြံနေတယ်တဲ့ခိုးကြောင်ခိုးဝက်နဲ့လို့တွားပြောလေရောမင်းသားကြီးလည်းချက်ချင်းပဲမြင့်ပြင်ခိုင်းပြီးနန်းတော်ထဲဝင်သွားတော့တာပဲတရားရုံးတော်မှာမင်းသားကြီးကဝင်ကြီးချုပ်ကြီးရဲ့တစ္ဆာဖောက်မှုတက်သေးတွေကိုဘရင်ကြီးရှိအပ်လိုက်တော့ဘရင်ကြီးဒေါသထွက်ပြီးဝင်ကြီးချုပ်ကိုဓာတုချအဝိစားတွေချုပ်ပြီးချက်ချင်းဖမ်းခိုင်းလိုက်ပါတော့တယ်စတုထမင်းသားလေးခမရလဲသူ့အဖိုးအဖမ်းခံရတာကိုကြည့်ပြီးအယမ်းစိတ်မကောင်းဖြစ်နေရှာတာထောင်ထဲမှာမိဖုရားကြီးကသူ့သားကိုတသက်လုံးသူများအသုံးချခံရပြီးငါပဲသူလဲဆိုတာတော့မိနေခဲ့ပြီသားကတော့အမေလိုအမုန်းတရားတွေမမွေးပါနဲ့လူဖြောက်တစ်ယောက်ပဲဖြစ်အောင်လုပ်ပါဆိုပြီးမိုးယိုပြီးမာတန်းချွေပြီးနန်းတော်ပြင်ပကိုပြည်နှင်တန်ပေးခံလိုက်ရတယ်တစ်ဖက်မှာတော့သမီးလေးတန်းတန်းကတော့ဘာမှမသိပဲဥယျာဉ်ထဲမှာလက်ပြလေးတွေလိုက်ဖမ်းပြီးပြောနေတော့အချူဆိုပြီးနှာချီလိုက်သေးတာဘသူကအတင်ပြောနေတာလဲဆိုပြီးပေါ့အဖေဖြစ်သူကလည်းပေါက်စီနဲ့ဟင်းတွေယူလာပြီးတော့အငတ်မရစားနေပြန်ရောဗျာဒါပေမဲ့ဇလန်းဆုံးမှာတော့စလုတ်ထမင်းသားလေးကတန်းတန်းပေါက်စီစားနေတဲ့ပုံကိုကြည့်ပြီးငါနှစ်ထက်ပိုတန်မအောင်လုပ်မယ်ဆိုပြီးစာရေးကကျင်းဝါးရင်းနဲ့ပဲပထမပိုင်းဇလန်းတွဲလေးပြီးဆုံးသွားပါတော့တယ်ဗျာ